ကျွန်တော်ဗီဒီယိုလေးကိုတွေ့တယ်ဆိုလို့ရှိရင် comment မှာ yes လို့မှန်ခဲ့ပေးပါဒီ view ကိုဘယ်နေရာဖေးသားနေပြီးတော့မှကြည့်နေရလဲဆိုတာလဲပြောပြခဲ့ပေးပါခင်ဗျာဒီနေ့ကျွန်တော်မိတ်ဆွေတင်းတွေသားသမီးတွေကိုအရင်ဆုံးဆူတောင်းပေးချင်တာကကြတော့ကျမ်းမာရေးလည်းအဖြစ်များနေတဲ့အတွက်ကြောင့်မလို့ view site ပါအဲ့တော့ကျမ်းမာရေးတွေလည်းဘေးရန်နေမရှိဘဲနဲ့ကောင်းကောင်းမွန်မွန်ချမ်းသာချမ်းသာနဲ့ရှိနိုင်ကြပါစေနောက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့6လပိုင်းအတွက်တင်းငွေသားသမီးတွေဂျုံရမယ့်ခံကြမှာအခြေအနေကိုကျွန်တော်ထေရုကလေးနဲ့ခံကြမှာတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့တင်းငွေသားသမီးတွေအနေနဲ့6လပိုင်းအတွင်းမှာမိမိတို့လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့မှကုညီမဲ့သူတွေလည်းပေါ်လာမယ်ထောက်ပံ့ပေးမဲ့အကြီးအကဲတွေပတ်ဝန်းကျင်ကောင်းတွေလည်းရရှိလာမယ်အဲ့တော့စီးပွားရေးပိုင်းနဲ့ပတ်သက်လို့ရှိရင်တိုးတက်တဲ့အပိုင်းအတက်ပိုင်းကိုရောက်လာမှာပဲဖြစ်ပါတယ်ကိုကစီးပွားရေးအခွဲလေးတွေလုပ်ချင်တာပဲဖြစ်ဖြစ်စီးပွားရေးတစ်ခုကိုစတင်ချင်တာပဲဖြစ်ဖြစ်ရှိနေပြီးသားစီးပွားရေးလေးကိုလေပတ်ချင်တာပဲဖြစ်ဖြစ်အဲ့ဒီလိုကိစ္စမျိုးတွေဟာဒီကာလမှာအကျိုးပေးနေတဲ့တိုက်ဆိုင်နေတဲ့ကာလတစ်ခုလို့ကျွန်တော်တို့သိထားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ပညာရေးပါပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကိုကတစ်ခုခုကိုသင်ယူတယ်အဲ့ဒီတစ်ခုခုကိုသင်ယူတဲ့အပြင်နောက်ထပ်အရာတွေကစိတ်ဝင်စားနေတဲ့အတွက်ကြောင့်မလို့တစ်ခုပြီးမှတစ်ခုလောက်ရမယ့်အစားတစ်ခုမပြီးခင်မှာနောက်တစ်ခုကိုစိတ်ဝင်စားနေတာမျိုးဒါမှမဟုတ်ရင်ပညာတစ်ခုကိုအစားပိုင်းမှာလုပ်တယ်ပြီးလို့ရှိရင်အဖျားရှုသွားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေအဲ့လိုဟာမျိုးတွေကိုဂျုံတွေတိုက်ဆိုင်နေတတ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာဆိုလို့ရှိရင်လည်းပညာရေးနဲ့ပတ်သက်ပြီးတော့မှရှမ်းမတော်အောင်လို့ကိုကသတိပြုနေရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့လူမှုရေးပါလူမှုရေးမှာဆိုလို့ရှိရင်တချို့တော့တောက်စစ်မိတ်ဆွေတွေရှိပါတယ်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်ခေါ်တာပြောတာရက်ဆိုင်သွားတာမျိုးလေးတွေလည်းကြုံရနိုင်ပါတယ်နောက်တစ်ခုကောင်းတာကတော့မိတ်ဆွေအသစ်တွေရရှိလာမယ်တချို့အရာတွေမှာအားနာပြီးတော့မှပြောသင့်တာကိုမပြောသင့်တာကိုမပြောမိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကဆုံးရှုံးတာတွေထိခိုက်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့တချို့အရာတွေမှာပြည့်ပြည့်သားသားပြောဆိုဖို့အတွက်လည်းအကြံပြုပါတယ်ခင်ဗျာအဲ့တော့ overall ပေါ့နော်အကုန်လုံးဒီအနေနဲ့ပေါ့ထပ်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေတင်းငွေသားသမီးတွေအနေနဲ့ဒီ6လပိုင်းဆိုတဲ့အတိုင်းတာဟာတဖြည်းဖြည်းနဲ့တစားတစားနဲ့ထိုးတက်လာနိုင်တဲ့ကာလတစ်ခုဖြစ်ပြီးတော့မှအလုံးရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့သတိထားပြီးတော့မှလှုပ်ဆောင်ဖို့အတွက်အကြံပြုထားပါတယ်ခင်ဗျာအဲ့တော့သိချင်တဲ့ကိစ္စတွေရှိသေးလို့ရှိရင်လည်းကျွန်တော်ကိုမေးထားလို့ရပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ